ဖေရကိုမေကိုလို့ဘယ်ခေါ်လဲရဟဲ့ဘာဖွင့်လို့မရအဲ့တကားအဲ့ဒီရေချိုးကန်းတကားကနေပြီအတန်တောက်လျှောက်ကြားနေရသေးလားဟဲ့รู้ป่ะน้องเลยอ๋อเฮ้ยไม่สับอ่ะအထန်ကြားလားငါဘာမှမရှိရဒီမှာသူကဘာမှလည်းမရှိဘူးလေကွာငါပြောဒီကောင်လေးကျွန်တော်နောက်ကိုပါတော်တော်စောက်ချင်နေဆိုနေမှကြည့်လိုက်ဗျာခေရကိုမေကိုလို့ရဘာကျွေးလဲလို့ရမယ်ဟာဒီကျွေးမယ်ရောက်နေလီရမယ်ရဲမောင်ရှိလားမင်းမင်းရဲမောင်ရှိလားရဲမောင်ရှိလားဟာကျွန်တော်အခုလည်းမိုးရရဲမှာပေါ့နော်အတန်ကြားလို့အခုပဲဖုန်းဖွင့်တွေ့လားဟုတ်ပြန်ကျွန်တော်ပြမယ်ပြ